ထိုင်းလိုအများပြားကိုခရိုရွရဲလို့သုံးလို့ရတယ်နော်ရွရဲအများအပြားရွရဲစာရေးသားမှာရောစကားပြောမှာရောသုံးဝင်နေวันนี้มีงานบ้านเยอะแยะเลยวันนี้ဒီနေ့มีရှိတယ်ပေါ့နော်งานบ้านဆိုတာကအိမ်အလုပ်တွေเยอะแยะเลยဆိုတာကနောက်ဆုံးကเลยကကြတော့လုံးဝပေါ့နော်အများပြားရှိတယ်ဆိုတဲ့အဓိပ္ပာယ်วันนี้มีงานบ้านเยอะแยะเลยวันนี้มีงานบ้านเยอะแยะเลยในเชียงใหม่มีที่เที่ยวเยอะแยะในเชียงใหม่มีที่เที่ยวเยอะแยะในဆိုတာကအဲမှာပေါ့နော်ချင်းမိုင်နဲ့မှာมีရှိတယ်ที่เที่ยวဆိုတာကလေဘက်စရာနေရာတွေပေါ့နော်เยอะแยะဆိုတာကအများပြားရှိရပေါ့နော်ในเชียงใหม่มีที่เที่ยวเยอะแยะနောက်တစ်ခုကသူ့မှာပေါ့နော်တငယ်ချင်းအများပြားရှိရလို့ပြောချင်ရင်เขามีเพื่อนเยอะแยะเขามีเพื่อนเยอะแยะเขาဆိုတာကသူ့ပေါ့နော်มีရှိတယ်เพื่อนဆိုတာကတငယ်ချင်းเยอะแยะအများပြားเขามีเพื่อนเยอะแยะเขามีเพื่อนเยอะแยะပြောပါနော်နောက်တစ်ကြောင်းကကြတော့เยอะมากเยอะมากเยอะมากเยอะแยะနဲ့အတူတူပဲပေါ့နော်เยอะมากဆိုတာကလည်းစာကြောင်းတစ်ခုရဲ့နောက်ဆုံးမှာပဲရှိတယ်เยอะมากအများကြီးပထမဦးဆုံးဝါကြလေးအနေနဲ့วันนี้คนมาเที่ยวเยอะมากวันนี้คนมาเที่ยวเยอะมากวันนี้ဒီနေ့คนมาเที่ยวလာလေတဲ့သူတွေပေါ့နော်เยอะมากအများကြီးวันนี้คนมาเที่ยวเยอะมากလို့သုံးလို့ရတယ်ပေါ့နော်วันนี้คนมาเที่ยวเยอะมากနောက်ထပ်တစ်ကြောင်းလေးအနေနဲ့ငါမှာလုပ်เสียအိမ်စာတွေအများကြီးရှိရလို့ပြောချင်ရင်ฉันมีการบ้านเยอะมากฉันมีการบ้านเยอะมากฉันဆိုတာငါပေါ့နော်มีရှိရการบ้านဆိုရဲအိမ်စာတွေကเยอะมากအများကြီးရှိရပေါ့နော်ฉันมีการบ้านเยอะมากမင်းညာကမိုးရမ်းရွာတယ်လို့ပြောချင်ရင်ฝนตกเยอะมากเมื่อคืนฝนตกเยอะมากเมื่อคืนฝนตกเยอะมากเมื่อคืนฝนตกဆိုတာကမိုးရွာတယ်เยอะมากဆိုတာအများကြီးပေါ့နော်เมื่อคืนဆိုတာကမနေ့ကညကမိုးရမ်းရွာတယ်နောက်တစ်စာကြောင်းလေးအနေနဲ့เขาใช้เวลาเรียนภาษาเยอะมากเขาใช้เวลาเรียนภาษาเยอะมากเขาသူကใช้เวลาဆိုတာကချိန်ကိုသုံးပြီးတော့ပေါ့နော်เรียนဆိုတာသင်ယူတယ်ภาษาဘာသာစကားကိုเยอะมากအများကြီးပေါ့နော်เขาใช้เวลาเรียนภาษาเยอะมากသူကဘာသာစကားကိုအချိန်ကြာကြီးပေးပြီးတော့လေ့လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါเขาใช้เวลาเรียนภาษาเยอะมากနောက်ထပ်စာကြောင်းလေးအနေနဲ့ဒီစာအုပ်ကအားပေးတဲ့သူအများကြီးရှိရလို့ပြောချင်ရင်หนังเรื่องนี้มีแฟนคลับเยอะมากหนังเรื่องนี้มีแฟนคลับเยอะมากหนังဆိုတာကရုပ်ရှင်เรื่องนี้ဆိုတာဒီအကြောင်းအရာပေါ့နော်มีဆိုတာရှိတယ်แฟนคลับဆိုတာကအားပေးတဲ့ fan တွေပေါ့နော်เยอะมากအများကြီးရှိတယ်หนังเรื่องนี้มีแฟนคลับเยอะมากလို့သုံးလို့ရတယ်နော်หนังเรื่องนี้มีแฟนคลับเยอะมากနောက်တစ်စာကြောင်းလေးအနေနဲ့သူ့မှာငွေတွေအများကြီးရှိရလို့ပြောချင်ရင်เขามีเงินเยอะแยะเขาသူ့မှာมีရှိတယ်เงินဆိုတာကပတ်စံပေါ့နော်เยอะแยะဆိုတာကအများအပြားเขามีเงินเยอะแยะလို့သုံးလို့ရတယ်နော်เขามีเงินเยอะมากလို့လည်းသုံးလို့ရတယ်နော်เยอะมากကလည်းအများကြီးဒီခုဗီဒီယိုတွေကထိုင်းစာကြောင်းလေးနဲ့ပတ်သက်ပြီးနားလည်မလို့မျှော်လင့်ပါတယ်ရှင်ขอบคุณค่ะကျေးဇူးတင်ပါတယ်